အဲ့တော့ဘဝဆိုတာစဉ်းစားကြည့်ပေါ့နော်ကိုယ်ဘဝတွေကိုမမှတ်မိကြလို့လားဘယ်ဘဝတုန်းကဘယ်အခြေအနေဘယ်ဘဝတုန်းကဘယ်အခြေအနေဆိုတာအတိတ်ဘဝတွေကိုမှတ်မိသိရှိမယ်ဆိုလို့ရှိရင်တော့လူသားတွေရဲ့ဘဝဟာစုံကြီးဆန်းကြီးအမျိုးမျိုးကျင်နေကြရတယ်ဆိုတာကိုသိကြမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့အဆုံးအမထဲမှာအတိတ်ဘဝတွေကိုပြန်လှန်ပြီးတော့သိနိုင်စွမ်းရှိတဲ့အသိဉာဏ်တစ်မျိုးကိုပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်လို့ခေါ်တယ်။ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဆိုတဲ့သမထချင်းစဉ်တစ်ခုကိုအောင်မြင်လို့ရလာတဲ့အဘိညာဉ်စွမ်းအားနဲ့ကိုယ့်ရဲ့အတိတ်ဘဝတွေကိုလည်းချိနိုင်တယ်လို့သူများရဲ့အတိတ်ဘဝကိုလည်းပဲချိနိုင်တဲ့စွမ်းရည်တတ်ရှိတယ်။သမ္မာအဖြစ်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဘဝဟောင်းကိုသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အဲ့ဒါတွေကိုသုတေသနလုပ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အမေရိကန်နိုင်ငံမှာစာအုပ်လေးတစ်အုပ်ထုတ်ထားတယ်ရှိတယ်အတိတ်ဘဝအကြောင်းနဲ့ပတ်သက်ပြီးတော့လေ့လာသုံးသပ်ထားလူဝင်စားလို့ဒီကနေ့ခေါ်နေကြတဲ့အတိတ်ဘဝမှတ်မိသူတွေအဲ့ဒီအတိတ်ဘဝမှတ်မိသူတွေကိုလူဝင်စားဆိုတဲ့နာမည်နဲ့အတိတ်ဘဝတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာတွေကိုမှတ်တမ်းတင်ထားတာရှိတယ်။အဲဒီမှတ်တမ်းဟာတည်တည်ချာချာစစ်ဆေးပြီးသူတို့ပြောဆိုချက်တွေတခါမှမရောက်ဘူးတဲ့နေရာတွေတခါမှမဖြစ်ဘူးတဲ့နေရာတွေသူတို့ပြောခဲ့တဲ့အရာတွေဟာသွားပြီးဟိုမှာလေ့လာသုံးသပ်ကြည့်တဲ့အခါကျတော့မှန်ကန်နေတာကိုတွေ့ရလို့လူဝင်စားသို့မဟုတ်အတိတ်ဘဝမှတ်မိသူတရားရဲ့မှတ်တမ်းတွေကိုပြုစုထားပြီးအတိတ်ဘဝရှိတယ်မရှိဘူးဆိုတဲ့ပြဿနာကိုအတိတ်ဘဝရှိတယ်လို့လူတွေဟာအခုလက်ခံလာကြတယ် past life လို့ခေါ်တယ်လွန်ခဲ့တဲ့ဘဝတွေမှာဘာဖြစ်ခဲ့တယ်ဆိုလူတွေကတော့သိကျင်ကြတာပဲတချို့ဘာသာတွေရဆိုလို့ရှိရင်past life ဆိုတဲ့အတိတ်ဘဝမရှိဘူးလို့ယူတဲ့ဘာသာလည်းရှိဘာလို့မရှိဘူးလို့ပြောတော့ဆိုမမှတ်မိကြဘူးမသိကြဘူးမသိသည့်အတွက်ကြောင့်အကြောင်းများတခြားတော့မရှိဘူးမမှတ်မိတာနဲ့မသိတာနဲ့မရှိဘူးပြောတာတချို့ဘာသာတရားတွေမှာနောင်ဘဝဆိုတာလည်းမရှိကြဘူးနောင်ဘဝဆိုတာလည်းမမြင်နိုင်လို့မသိနိုင်လို့မရှိဘူးလို့ပြောတာတည်တည်ချာချာမရှိလို့မရှိဘူးပြောတာမဟုတ်ဘူးမသိနိုင်ကြတယ်အဲ့တော့မရှိဘူးလို့ပြောမဲ့အစားမသိဘူးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်မရှိဘူးလို့ပြောတာတဲ့မသိနိုင်ဘူးမသိဘူးဆိုတဲ့အဖြေကပုံမှန်တယ်အဲ့တော့အခုအတိတ်ဘဝရှိတယ်ဆိုတာကိုလက်ခံလာကြတယ်လက်ခံလာကြလို့ mystery လို့ခေါ်တဲ့ရှုပ်ဝက်ဆန်းကျယ်တဲ့အတိတ်ဘဝအကြောင်းအရာတွေကိုပြန်ပြီးဖော်ထုတ်နိုင်စွမ်းရှိလာကြမြန်မာနိုင်ငံမှာ3ဘဝလောက်မှတ်မိတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးသလိုပဲ9ဘဝအထိအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့သုတေသနလုပ်ထားတာမဟုတ်သည့်အတွက်ကြောင့်ဒီတိကျသေးကြတဲ့သက်သေသာရကတော့ research လုပ်ထားတာတော့မရှိဘူးသို့တော့မေးလိုက်လို့ရှိရင်အတိတ်ဘဝကိုပြောတဲ့ပုဂ္ဂိုလ်တွေဟာရှိတယ်ပေါ့အတိတ်ဘဝကိုပြောတဲ့ပုဂ္ဂိုလ်ခွန်ကြီးတို့နဲ့နီးစပ်တဲ့ဦးစင်တစ်ပါးမွေးရပါခေါင်းမှာအနေရွကြီးတွေရှိတယ်အဲ့ဒီမွေးရပါအနေရွကြီးတွေရှိတော့ဒီအနေရွကြီးတွေကဘာဖြစ်ထားတာလဲလို့မေးတော့လွန်ခဲ့တဲ့ဘဝကတဲ့ဓမြကရိုက်လို့သေတာလေအဲ့ဒီဓမြရိုက်လို့ခေါင်းကိုဓာယာရပြီးအဲ့ဒီဓာယာနဲ့သူသေဆုံးလာခဲ့တယ်ဆိုတာကိုသူမှတ်မိမွေးရပါအမှတ်သားကြီးတွေပါဒါဖြင့်စဉ်းစားစရာကောင်းတာကဘယ်လိုအကြောင်းနဲ့မွေးရပါဆိုတာပါလာလဲဟိုဘဝကခန္ဓာကမိတကြိုပြစ်လိုက်ပြီနိရုပ်တရားမြုပ်ပလိုက်တယ်ဆွဲသွားတယ်ဘာဖြစ်လို့ဒီဘဝမှာဒီအရာကလားထင်နေရတယ်လို့ဆိုလို့ရှိရင်ဥပါဒံလို့ခေါ်တဲ့စိတ်ဆွဲလန်းမှုတွေကအလွန်ပြင်းထန်တယ်ခဏခေတ်တော့သူတို့ genetic ဆိုတဲ့အဖြေနဲ့ဖြေလို့ရှိကြတယ်အဲ့ဒီ genetic လို့ဖြစ်လာခြင်းအကြောင်းကဘာတော့လို့မေးမယ်ဆိုရင်ကတော့ဥပါဒံနဲ့ကံတရားပဲဖြစ်မှာပေါ့လူမသိနိုင်တဲ့အကြောင်းတရားဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့
စိတ်ဆွဲလန်းမှုရဲ့စွမ်းရည်တတိဟာလူတွေရဲ့ရုပ်ကိုပြောင်းလဲစေတယ်ဆိုတာဒါသေးချာပြောင်းလဲစေတယ်အင်္ဂလန်နိုင်ငံမှာအမျိုးသမီးနေတဲ့အခန်းမှာရှေးတုန်းကအခေါ်ပေါ့ကပလီခဏခေတ်တော့အာဖရိကန်လူရဲ့ကြီးမားတဲ့အယုတ်ကြီးတစ်ခုမိမိအခန်းထဲမှာအလှပလုပ်ပြီးတော့ချိတ်ဆွဲထားသူအခန်းထဲမှာနေသမျှဒီယုတ်ကြီးကိုမြင်ပါများတဲ့အခါကျတော့မြင်မျက်စိထဲမှာစွဲလာဒီယုတ်ကြီးကမြင်နေတာဟုတ်မြင်နေရကနေပြီအဲ့ဒီအမျိုးသမီးကကိုယ်ဝင်ရပြီးတော့မွေးလာတဲ့ကလေးကအဲ့ဒီယုတ်ကြီးဖြစ်တယ်ဒါစိတ်ဆွဲလန်းမှုလို့ခေါ်တယ်ဒါကြောင့်မို့ရှေးတုန်းကမိမိတို့ရဲ့မွေးလာတဲ့ရင်သွေးသားငယ်တွေလှဖို့ပဖို့ဆိုရင်လှတာပတာလေးတွေကြည့်ဖို့လိုအပ်တယ်ကိုယ်အခန်းထဲမှာအလှပလေးတွေထားပါညဖို့ဆိုအယုတ်ဆိုးကြီးတန်တာကြီးတွေစိတ်ဆွဲသွားရင်လည်းရုပ်ဆိုးကြီးတန်တာကြီးတွေမွေးတတ်တယ်လို့ပြောတယ်နော်စိတ်ဆွဲလန်းမှုပေါ်မှာမူတည်တာပေါ့ဥပါဒံအစွဲတွေရှိတယ်စိတ်ဆိုတာစိတ်ဒသရုပ်ကိုထုတ်တယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ကိုစိတ်ဒသလို့ခေါ်တယ်ဗမာတွေစိတ်ဒသဆိုတာတော့ယောဂနဲ့တွဲပြောနေကြစိတ်ဒသယောဂပါဠိစာပေမှာအဘိဓမ္မာမှာသုံးတဲ့စိတ်ဒသဆိုတာ one of mind လို့ဆိုလို့စိတ်ကနေမွေးထုတ်လိုက်တဲ့ရုပ်တရားစိတ်ကမွေးထုတ်တဲ့ရုပ်တရားရှိတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်စိတ်ဆိုးလူနေတဲ့လူရဲ့မျက်နှာနဲ့ကျဉ်တ်နေတဲ့လူရဲ့မျက်နှာချင်းတူမှမတူထောက်ပုံချင်းကြည့်တယ်ထွက်လာတဲ့အတန်ချင်းလည်းမတူဒေါသထွက်နေတဲ့လူရဲ့ဒေါသထွက်နေတဲ့လူတယောက်ရဲ့အတန်နဲ့စိတ်ပြောနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့ထွက်လာတဲ့အတန်ဒီအတန်နှစ်ခုကကွဲပြားခြားနာဒါသိတာတဲ့တာရကကိုပြောပြအဲ့ဒါကိုထုတ်သောအဖြစ်လူရဲ့ရုပ်ပုံလွှာတွေကိုလည်းပဲစိတ်ကနေထုတ်လုပ်ပြီးတယ်ဒီလိုဆိုတော့နော်ခဏခဏစိတ်ဆိုးတတ်တဲ့ပုဂ္ဂိုလ်မျက်နှာကြောကြီးတင်းနေတဲ့ပုဂ္ဂိုလ်ဟာနောက်ကြဘာဖြစ်လဲဆိုငိုရရေမရတော့မျက်နှာကြီးဖြစ်သွားတတ်တယ်အဲ့ဒီမျက်နှာမျိုးဖြစ်သွားတင်းပြီးတော့နေတော့ပြုံးလို့မရတော့ဘူးနောက်ကြတင်းမာတဲ့မျက်နှာကြီးဖြစ်သွားတတ်တယ်ဘာကြောင့်လဲလို့ဆိုစိတ်ရဲ့ထုတ်လုပ်မှုတွေကဒါတွေကြီးပဲများလာတဲ့အခါဒီလိုဖြစ်အဲ့တော့အခုဘဝကူးတဲ့အခါမှာလည်းပဲစိတ်ကြောင့်ဖြစ်တာရှိတယ်အခုခေတ်ပြောမယ်ဆိုရင်တော့စိတ်ကနေပြီးတော့ genetic အခုဖြစ်စေတဲ့ genetic ကနေပြီးတော့လူကိုမွေးဖွားလိုက်ပြန်တယ်ဒီလိုပြောကြတယ်ပြောပေါ်လေနောက်တစ်ခါပြောမယ်ဆိုလို့ရှိရင်မြန်မာမိသားစုစစ်ကနေပြီးဥရောပရုပ်မွေးတာရှိဘုန်းကြီးတို့နေတဲ့ရွာမှာလည်းမဲ့တာရှိအဲ့ဒါလည်းအကြောင်းရှိတယ်နိုင်ငံသားတွေမြင်ရင်အလွန်ကြောက်တယ်သူကကြောက်လို့ကြေးရွာအုပ်ချုပ်ရေးမှုတွေတကြီးတွေကဆွဲခေါ်ပြီးတော့ဒီဖျားကာကွယ်ဆေးတို့ဘာတို့ထိုးတော့ပေါ့သူစိတ်ထဲမှာကြောက်လွန်အားကြီးတော့ဆွဲတစ်စီမြင်ထားတဲ့လူကြောက်နေတယ်လို့ပဲသူကမွေးလာတဲ့ကလေးကအဲ့ဒီရုပ်ကြီးတွေဖြစ်ကုန်နော်ဒီလိုဟာမျိုးဖြစ်တတ်တယ်ဆိုတာထူးဆန်းအောင်ဝယ် research လုပ်ထားရင်တော့လည်းဖြေထုတ်လို့ရမှာပေါ့ဒါကြောင့်အခုတော့ research လုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဖြေထုတ်မှုရအတိတ်ဘဝဆိုတာရှိတယ်ဆိုမြတ်စွာဘုရားကတော့ဟောထားပြီးသားပါတန်တရားကိုမြတ်စွာဘုရားဟောထားတော့အတိတ်ဘဝတွေရှိတယ်အနာဂတ်ဘဝတွေလည်းရှိတယ်ဘုရားဘာသာတွေအတွက်ကတော့ဒီဒါနဲ့ပတ်သက်ပြီးဒီအကြီးကျယ်ပြောစရာတော့မလိုတန်တရားကိုလက်ခံမိသားဖြစ်နေသည့်အတွက်ကြောင့်တိတ်ဘဝတွေရှိတယ်ဆိုတာယုံကြည်လက်ခံမိသားဖြစ်နေတယ်